ငယ်ချင်းများအားလုံးမင်္ဂလာပါဒီနေ့မှာတော့ချင်းငံဇက်ဝက်ချစ်တော်စုပြုတ်လေးကျွန်တော်လာပြီးတော့လုပ်ပြသွားမှာဖြစ်ပါတယ်အရန်ကိုစားလို့လည်းကောင်းပါတယ်เนาะဒီမှာပဒဲကောလေးတွေကိုခပ်ပပါလေးဒီနေရာမှာလီတာပေးရမှာဖြစ်ပါတယ်ပြီးရင်စပလင်ပါเนาะစပလင်ရတော့ကျွန်တော်ဒီမှာနှစ်ချောင်းတုံးထားပါတယ်ပြီးရင်ရှောက်ဘလူးရွက်ပါเนาะရှောက်ဘလူးရွက်ကြီးကြတော့ကျွန်တော်ဒီမှာခလဲကအယူတိုင်းလေးတွေခြွေထားပါတယ်ပြီးလို့ရှိရင်ရှာနက်နံပါเนาะရှာနက်နံလည်းထည့်ပါမယ်ပြီးရင်နနံပင်ထည့်ပါမယ်เนาะနနံပင်ကတော့အယူလေးတွေကျွန်တော်ဒီမှာဖယ်ထားပါတယ်နနံပင်လေးတွေကိုလည်းခက်ရှိရှိလေးတွေပေါ့เนาะဒီနေရာမှာလီတာပေးလိုက်ပါပြီးလို့ရှိရင်တံမယာသီးပါเนาะတံမယာသီးကတော့ကျွန်တော်ဒီမှာနှလုံးထည့်ပါမယ်ခက်ချစ်ချင်နဲ့စားချင်တဲ့အတွက်ကြောင့်ပါเนาะတံမယာသီးလေးတွေကိုဒီမှာနှလုံးစလုံးထည့်ပါမယ်ပြီးလို့ရှိရင်ငရုတ်ဒီဇိုင်းနဲ့ငရုတ်ဒီမိတ်ကိုဒီမှာမညက်တညက်အနေထားတော့ထောင်းထားပေးရမှာဖြစ်ပါတယ်ဒါလောက်အနေထားဆိုလို့ရှိရင်ရပါပြီเนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီဝက်ချီတောက်လေးတွေကိုကိုစားနိုင်တဲ့အတုံလောက်တုံးထားပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်သူ့ထဲမှာစပလင်ရဲ့ပဒဲကောရဲ့ပြီးရင်ရှော့ဘလူးရဲ့ကိုထည့်ပြီးတော့ဒီနေရာမှာရီလောမထည့်ပဲနဲ့ခက်ချချောက်လေးဖြစ်တဲ့အထိဒီနေရာမှာလှုပ်ပေးလိုက်ပါเนาะဒီဝက်သားတွေကထွက်လာနေပဲဒီရဲ့အရီလေးနဲ့ပဲသူ့ကိုဒီနေရာမှာလှုပ်ပေးပါเนาะရီလောမထည့်ပါနဲ့เนาะဒီလိုမျိုးမတင်းလေးဖြစ်လာပြီဆိုတော့အနေထားရောက်လို့ရှိရင်ရပါပြီเนาะအဲ့ဒီအချိန်မှာသူ့ဒီမှာကျွန်တော်တို့ရီထည့်ပါမယ်ပြီးလို့ရှိရင်သူ့ဒီနေရာမှာတပတ်ဆိုတဲ့ဒီသူ့ဒီနေရာမှာပြုတ်ထားပေးလိုက်ပါပြုတ်ထားပြီးပြီဆိုရင်ကျွန်တော်တို့အိုးပြောင်းပါမယ်เนาะပြီးသူ့ထဲမှာကျွန်တော်ရေကြတော့တမြုပ်ထည့်ပါမယ်ဘာလို့လဲဆိုတော့ကျွန်တော်ကဒီနေရာမှာဝက်ချီတောက်လေးတွေကိုနူးသွားတဲ့အထိပြုတ်ရမှာဖြစ်တဲ့အတွက်ကြောင့်ပါเนาะပြီးလို့ရှိရင်စပတင်ရဲ့ရှော့ဘလူးရွက်ရဲ့ထည့်ပါမယ်ပဒဲကောမှာထည့်ပါမယ်ပြီးရင်ခရမ်းကျင်တီဒီမှာထည့်ပါမယ်ခရမ်းကျင်တီထည့်ပြီးပြီဆိုရင်ကြက်သွန်ဒီကနှလုံးပါเนาะကြက်သွန်ဒီနှလုံးကို6စိတ်လောက်စိတ်ထားပါမယ်ပြီးငရုတ်ဒီအကြက်မုတ်ဒီမှာထည့်ပါမယ်ပြီးအစောကထောင်းထားတဲ့ငရုတ်ဒီစိမ်းလေးတွေထည့်မယ်ပြီးနနံပင်ထည့်ပါမယ်ရှာနက်နံဒီမှာထည့်ပါမယ်ပြီးတော့ဒီဝက်ချီတောက်လေးတွေเนาะအားလုံးနူးကြတဲ့အထိဒီနေရာမှာပြုတ်ပေးလိုက်ပါအချိန်ကတော့နည်းနည်းပေးရပါတယ်เนาะဝက်ချီတောက်လေးကနူးရတာအနည်းငယ်ကြာတဲ့အတွက်ကြောင့်ပါเนาะပြီးလို့ရှိရင်ကျွန်တော်ဒီမှာကြက်သားမုတ်ထည့်မယ်တကြားဒီမှာထည့်ပါမယ်ကြက်သားမုတ်ရဲ့တကြားရဲ့ကျွန်တော်ဒီမှာ2မျိုးထည့်ပါမယ်เนาะထည့်ပြီးဆိုရင်ဒီနေရာမှာတခါတည်းမကြီးမဲ့မှာထည့်ပေးလိုက်ပါနော်မကြီးမဲ့ထည့်ပြီးဆိုလို့ရှိရင်ဒီနေရာမှာဝက်ချီတောက်လေးတွေနူးသွားတဲ့အထိပဲနော်ဒီနေရာမှာပြုတ်ပေးလိုက်ပါနော်နူးလာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာအပေါ်ငံအရာလာမြည်ပြီးလိုတာထပ်ပြီးတော့ထည့်ပေးလိုက်ပါနော်ကျွန်တော်ကတော့ဒီမှာငံပြရေးမထည့်ရတာဖြစ်တဲ့အတွက်ကြောင့်ငံပြရေးထည့်ပါမယ်ငံပြရေးကဒီနေရာမှာလက်မလွန်စေပါနဲ့နော်လက်ငုံသွားတယ်ဆိုလို့ရှိရင်အရန်ငံသွားတတ်ပါတယ်နောက်ဆုံးမှာကျွန်တော်တို့မီလီပိတ်ပြီးတော့တံမယာဒီလေးညှစ်ထည့်ပေးလိုက်ပါเนาะအရန်ကိုချင်းငံဇက်အရန်ကိုတောက်လို့လည်းအရန်ကောင်းပါတယ်เนาะကျွန်တော်ရဲ့ FPK Facebook page မှာဟင်းချက်နီးလေးတွေလည်းတင်ထားတာဖြစ်တဲ့အတွက်ဟင်းချက်စားခြင်းနဲ့တငယ်ချင်းလေးလာရောက်လေ့လာလို့ရပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆက်တွေ့ရပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်